ယူကရိန်းနဲ့ရုရှားကြားမှာငြိမ်းချမ်းရေးဆွေးနွေးပြီးအဲ့ဒီငြိမ်းချမ်းရေးကြီးရသွားပြီဆိုရင်တော့ရလာတဲ့ငြိမ်းချမ်းရေးကိုတကယ်တည်တံ့အောင်ခိုင်မြဲအောင်ထိန်းသိမ်းထားဖို့ဆိုတာကတော့အများကြီးပိုခက်ခဲနေအောင်ပါဒါဟာအခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတဖြည်းဖြည်းရှေ့ဆက်လာတာနဲ့မျှယူကရိန်းနိုင်ငံကိုယ်တိုင်ရောသူ့ရဲ့မဟာမိတ်နိုင်ငံအများအပြားအတွက်ပါအကြီးမားဆုံးစိုးရိမ်ပူပန်မှုဖြစ်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အားလုံးသိထားကြတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ရုရှားသမ္မတဗလာဒီမာပူတင်ပါဇက်ကပြောတဲ့စကားနဲ့သူတကယ်လက်တွေ့လှုပ်ဆောင်တဲ့အရာတွေဟာမကြာခဏဆိုသလိုတစ်ထပ်တည်းမကြတတ်ဘူးဆိုတာပါပဲ။ဂတိတွေဆိုတာသူ့အတွက်တော့လေထဲမှာရေးတဲ့စာလိုပဲအချိန်မူရေးဖြတ်ပစ်လို့ရတယ်။ဒီနေ့ဟုတ်တယ်ပြောပြီးမနှက်ဖြန်မဟုတ်တော့ဘူးလုပ်တတ်တဲ့သမိုင်းကလည်းရှိနေခဲ့တယ်မဟုတ်လား။ဒီလိုမတည်ငြိမ်နဲ့မယုံကြည်ရတဲ့အိမ်နီးချင်းကြီးနဲ့ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုရင်ယူကရိန်းအတွက်လုံခြုံရေးအာမခံချက်ဆိုတာမရှိမဖြစ်လိုအပ်လာပါတယ်။ဆိုလိုတာကငါတို့ကိုနောက်တစ်ခါထပ်ကျူးကျော်ခဲ့ရင်ဘသူတွေငါတို့ဘက်ကရက်တည်ပြီးကာဝယ်ပေးမယ်ဆိုတဲ့ခိုင်မာတဲ့ဂတိကဝတ်မျိုးလက်တွေ့ကြတဲ့အကာအကွယ်မျိုးပါ။ဒါမှသာစကူဘော်ကငြိမ်းချမ်းရေးဟာတကယ်လက်တွေ့ကဘာမှာအသက်ဝင်လာနိုင်မှာပါ။ပြီးတော့အခုကြည့်ရတာတော့အဲ့ဒီအာမခံချက်တွေကိုယူကရိန်းတကယ်ရရှိတော့မယ်ပုံပါပဲ။ဥရောပတပ်ဖွဲ့တွေဟာယူကရိန်းမြေပေါ်ကိုဝင်ရောက်ဖို့အသင့်အနေထားဖြစ်နေကြပါပြီ။ဟုတ်ပါတယ်။ခင်ဗျားတို့ကြားတာမမှားပါဘူး။ပူတင်က UK ကိုသူ့ရဲ့နံပါတ်1ရန်သူအဖြစ်ရှုမြင်နေတယ်လို့သတိပေးရင်းဟီလီကအခုဆိုရင် UK စစ်သားတွေဟာသူတို့ရဲ့စစ်အခြေစိုက်စခန်းတွေရဲ့လေပိုင်နယ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ဘလို့ဒရုန်းမျိုးကိုမဆိုပစ်ချခွင့်ရရှိသွားပြီဖြစ်ကြောင်းဖော်ထုတ်ပြောကြားခဲ့ပါတယ်။ဒါဟာပြစ်ခတ်ဖို့အတွက်ခွင့်ပြုချက်တောင်းခံနေရတာမျိုးမဟုတ်တော့ပါဘူး။ဒါဟာတွေ့တာနဲ့ပြစ်ဆိုတဲ့အမိန့်ပါပဲ။အရင်လိုစောင့်ကြည့်သတိပေးပြီးမှပြစ်တာမျိုးမဟုတ်တော့ပါဘူး။တွေ့တာနဲ့ချက်ချင်းပြစ်ချပိုင်ခွင့်ပေးလိုက်တာပါ။ဒီအမိန့်ဟာ2024ခုနှစ်အတွင်းမှာအမေရိကန်ကအသုံးပြုနေတဲ့ပြည်တိုင်လေတပ်စခန်း၄ခုမှာလျှို့ဝှက်စမ်းကြတဲ့ဒရုန်းတွေပြန်ဝဲနေတာကိုတွေ့ရှိခဲ့ရပြီးနောက်မှာပေါ်ထွက်လာခဲ့တာပါလက်ရှိအချိန်မှာတော့ဒီလုတ်ပိုင်ခွင့်အသစ်တွေဟာစစ်ဘက်ဆိုင်ရာနေရာတွေအတွက်ပဲကန့်သတ်ထားပါသေးတယ်ဥရောပစစ်သားတွေယူကရိန်းကိုသွားဖို့အသင့်ဖြစ်နေပါပြီဒီသတင်းကိုအတည်ပြုပေးခဲ့တာကတော့ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့လို့ခေါ်တဲ့အဖွဲ့ကိုဦးဆောင်နေတဲ့ United Kingdom ပါပဲဒီနိုင်ငံတွေရဲ့စူးစီးညီညွတ်မှုဟာအနှစ်သာရအားဖြင့်တော့ယူကရိန်းအတွက်လုံခြုံရေးအာမခံချက်တစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့ဒီမဟာမိတ်အဖွဲ့ဟာအတိတ်တုန်းကလည်းဘယ်လိုငြိမ်းချမ်းရေးသဘောတူညီချက်မျိုးကိုမဆိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်လိုအပ်ရင်လိုအပ်သလိုယူကရိန်းနိုင်ငံတွေကိုတပ်ဖွဲ့ဝင်တွေဆေလွတ်တာမျိုးထိဘာမဆိုလှုပ်ဆောင်သွားဖို့ဆန္ဒရှိတယ်လို့ပြက်ပြက်သားသားပြောကြားထားခဲ့ပြီးသားပါအကယ်၍သမ္မတထရန့်ကငြိမ်းချမ်းရေးကိုကြားဝင်ဖြန့်ဖြေးပေးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဟာအဲ့ဒီငြိမ်းချမ်းရေးကိုရေရှည်အတွက်လုံခြုံအောင်ကူညီပေးဖို့အသင့်ရှိနေပါလိမ့်မယ်လို့ဆိုပါတယ်ကဲဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုထွက်လာပါပြီအဲ့ဒီငြိမ်းချမ်းရေးကိုရေရှည်အတွက်လုံခြုံအောင်ကူညီပေးမယ်ဆိုတာကဘာကိုအတိအကျဆိုလိုတာလဲသူတို့ရဲ့ကတိကခိုင်မာပါတယ်အခုတော့ UK ရဲ့ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလီကအဲ့ဒီဖြစ်နိုင်ခြေကိုနောက်တစ်ကြိမ်ထပ်လောင်းအတည်ပြုပေးလိုက်ပြန်ပါပြီအော်တိုဘာလ20ရက်နေ့ကလန်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့မိန့်ခွန်းတစ်ခုအတွင်းမှာမစ္စတာဟီလီကပြည်သက်ကိုငြိမ်းချမ်းရေးဆိုတာဖြစ်နိုင်ပါတယ်လို့ပြောကြားခဲ့ပြီးတဲ့နောက်မှာဒီလိုဆက်ပြောခဲ့တယ်ဒါပေမဲ့ BBC ကတော့အကယ်၍ရုရှားကသူတို့ရဲ့ NATO မဟာမိတ်တွေကိုပြစ်မှတ်ထားတဲ့ hybrid စစ်စင်ရေးနည်းဗျူဟာတွေကိုဆက်လက်တိုးချဲ့လှုပ်ဆောင်နေဦးမယ်ဆိုရင်မကြခင်မှာပဲလေစိတ်တွေလိုမျိုးအရက်ပတ်နေရာတွေထိဒီလုတ်ပိုင်ခွင့်ကိုတိုးချဲ့ပေးလာနိုင်တယ်လို့သုံးသပ်ထားပါတယ်ဆိုတော့ UK ကတော့သူတို့ရဲ့လုံခြုံရေးကိုကာကွယ်ဖို့အတွက်ပိုပြီးတင်းတင်းကြပ်ကြပ်ကင်တွယ်လာဖို့ပြင်ဆင်နေပါပြီအခြေအနေတွေရဆိုရင်ဥရောပနိုင်ငံတွေဟာဒီဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့ရဲ့အလံအောက်ကယူကရိန်းကိုဝင်ရောက်ဖို့အသင့်ဖြစ်နေပြီလို့ကောက်ချက်ချလို့ရပါတယ်မစ္စတာဟီလီကအဲ့ဒီမိန့်ခွန်းထဲမှာပဲဒီအချက်ကိုပိုပြီးရှင်းလင်းအောင်ဖွင့်ဆိုသွားခဲ့ပါတယ် BBC သတင်းဌာနကဖော်ပြခဲ့တယ်လို့ပဲဟီလီက UK ကတပ်ဖွဲ့ဝင်တွေဟာတပ်ဖြတ်မှုအသင့်ဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်ပြီးတော့သူတို့ကြီးပဲမဟုတ်ဘူးနော်ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့တွေကအဖွဲ့ဝင်နိုင်ငံအများအပြားကလည်းဒီကိစ္စအတွက်သဘောတူညီထားပြီးသားဖြစ်ပြီးတပ်ဖြတ်မှုအတွက်အစီအစဉ်တွေဟာအချိန်တော်ကြာကလေးကရေးဆွဲထားပြီးသားဖြစ်တယ်ဆိုတာကိုပါဖော်ထုတ်ပြောကြားခဲ့ပါတယ်ယူကရိန်းနဲ့ငြိမ်းချမ်းရေးအတွက်အချက်လက်တွေကိုဆွေးနွေးဖို့အစီအစဉ်ထားခဲ့လို့ပါပဲဒါကြောင့်ပဲသူကငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုမှာထရန့်ကအခမ်းကဏ္ဍတစ်ခုကနေပါဝင်လာတာကိုပြောခဲ့တာပါအမေရိကန်သမ္မတဟာဒီငြိမ်းချမ်းရေးဘယ်လိုပုံစံဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းတသက်မှတ်တည်းမရှိခဲ့ပါဘူးစက်တင်ဘာလ23ရက်နေ့မှာထရန့်ကယူကရိန်းဘက်မှအပြည့်အဝရပ်တည်နေပုံရပြီးနိုင်ငံဟာယူကရိန်းတစ်ခုလုံးကိုသူ့ရဲ့မူလပုံစံအတိုင်းပြန်လည်အနိုင်ရနိုင်စွမ်းရှိတယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်ဒါပေမဲ့ပူတင်နဲ့ဟန်ဂေရီတွေ့ဆုံပွဲမတိုင်ခင်အကြိုနေ့မှာတော့ထရန့်ကငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုဟာလက်ရှိတိုက်ပွဲစီးမြင့်တွေကိုရပ်စဲထားဖို့လိုအပ်လိမ့်မယ်လို့စတင်ပြီးတော့အရေးအမွက်ပြောကြားခဲ့ပါတယ်ဒါကအနှစ်သာရအဖြစ်ယူကရိန်းဟာဒွန်ဘက်စ်ဒေသအများစုကိုပူတင်စီကိုဆွန့်လွတ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲအဲ့ဒါကိုတော့ယူကရိန်းကဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူးပြီးတော့ဇလန်စကီနဲ့တွေ့ဆုံပြီးနောက်မှာထရန့်ကယူကရိန်းစစ်ပွဲကိုအနိုင်ရနိုင်မလားလို့မေးမြန်းခံရချိန်မှာသတင်းတောက်တွေကိုကျွန်တော်တော့သူတို့နိုင်မယ်မထင်ဘူးလို့ပြောခဲ့ပါတယ်သူတို့နိုင်ကောင်းလဲနိုင်ပါတယ်ကျွန်တော်သူတို့နိုင်မယ်လို့တခါမှမပြောခဲ့ပါဘူးစစ်ပွဲဆိုတာအလွန်ထူးဆန်းတဲ့အရာတစ်ခုပါ
ဆိုးရွားတဲ့အရာတွေအများကြီးဖြစ်တတ်တယ်လို့ Trump ကထပ်လောင်းပြောကြားခဲ့ပါတယ်။ Trump ဟာသူ့စိတ်သူဆုံးဖြတ်နိုင်မှုမရပါဘူး။တနေ့တစ်မျိုးမယိုးရအောင်ပါပဲ။နောက်ဆုံးမှာတော့ဒါတွေကအရေးပါတော့မဲ့ပုံမပေါ်ပါဘူး။ ဟန်ဂေရီမှာပြုလုပ်ဖို့အဆိုပြုထားခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလုံးဝဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း The Telegraph သတင်းစာကအောက်တိုဘာလ22ရက်နေ့မှာဖော်ပြခဲ့ပါတယ်။အကြောင်းရင်းကတော့ရုရှားကအမေရိကန်ကသူတို့စီကိုတင်ပြခဲ့တဲ့အပြစ်ခတ်ရစရေးစည်းကမ်းချက်တွေကိုလက်ခံဖို့ညှင်းဆိုခဲ့လို့ပါပဲ။ပိုပြီးဖြစ်နိုင်ခြင်းများလာကတော့ရုရှားကသူတို့ရဲ့အမြင့်ဆုံးတောင်းဆိုချက်တွေကနေနောက်ဆုတ်ဖို့ညှင်းဆိုခဲ့တာပါပဲ။ဖြစ်နိုင်တာကအမေရိကန်ကယူကရိန်းကိုနယ်မြေဆွန့်လွတ်ဖို့တွန်းအားပေးနိုင်ခြေရှိတယ်ဆိုတဲ့အားနည်းချက်ကိုအနံ့ရသွားလို့လည်းဖြစ်နိုင်ပါတယ်။ဥရောပကတချို့မျှော်လင့်ခဲ့ကြနိုင်တဲ့ပူတင်နဲ့ထရန့်ကြားကတွေးဆုံပွဲကနေထွက်ပေါ်လာတဲ့ငြိမ်းချမ်းရေးဟာဖြစ်ပေါ်လာတော့မှာမဟုတ်ပါဘူး။ညှိနှိုင်းမှုတွေဟာလာပေါင်းများစွာရှိနေခဲ့တဲ့နေရာမှာပဲပြန်ရောက်သွားခဲ့ပါပြီ။ဒါကယူကရိန်းနဲ့သူ့ရဲ့ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့အတွက်ဘာအဓိပ္ပာယ်သက်ရောက်တယ်လဲဆိုတာကတော့မရှင်းလင်းသေးပါဘူး။ဥရောပကတက်ဖြန့်ဖို့အသင့်ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ငြိမ်းချမ်းရေးသဘောတူညီချက်မရှိခြင်းကအဲ့ဒီလိုလှုံ့ဆော်ဖို့အခွင့်အလမ်းမရှိခြင်းကိုဆိုလိုပါတယ်။အဲ့ဒါကမဟာမိတ်အဖွဲ့ကစစ်ပွဲဆက်လက်ဖြစ်ပွားနေစေမှာပဲယူကရိန်းနိုင်ငံတဲကိုတက်ဖြန့်ခြင်းဖြင့်သူတို့ကိုစောင့်ကြိုနေမဲ့ရုရှားရဲ့ဘလို့ဒေါသမျိုးကိုမဆိုရင်ဆိုင်ဖို့ဆန္ဒရှိမှသာဖြစ်နိုင်ပါတော့မယ်။အထူးသဖြင့် UK ကဒီထိုးစစ်ကိုဥဆောင်မဲ့သူဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ UK ဟာယူကရိန်းကိုအထောက်ပံ့ပေးရေးမှာဥရောပမှာရှေ့ဆုံးကနေဥဆောင်ခဲ့တာအချိန်တော်ကြာပါပြီ။ဒီဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့ကိုယ်တိုင်ကလည်း UK ကဥဆောင်ဖွဲ့စည်းခဲ့တာပါ။ဒီအဖွဲ့ကနေတိုးရဲ့ဖွဲ့စည်းပုံနဲ့တီးခြားလွတ်လပ်ယူကရိန်းကိုလုံခြုံရေးအကူအညီတွေပေးဖို့နိုင်ငံပေါင်း26နိုင်ငံကျော်အချို့အဆိုအရ38နိုင်ငံကျော်ပါဝင်တဲ့မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။နေတိုးနဲ့တီးခြားလွတ်လပ်စွာဆိုတဲ့အချက်ကအရေးကြီးပါတယ်။ အမေရိကန်ယူကရိန်းဆက်ဆံရေးမတည်ငြိမ်မှုတွေကြားမှာဒီလိုလုံခြုံရေးရန်တရားတစ်ခုရှိနေတာကယူကရိန်းရဲ့ရေရှည်အတွက်အရေးပါလာပါတယ်။ UK ဥဆောင်တဲ့ဒီမဟာမိတ်အဖွဲ့ဟာစစ်ပွဲပြီးနောက်ယူကရိန်းရဲ့အချုပ်အခြာအာဏာကိုအာမခံချက်ပေးနိုင်ဖို့တပ်ပေါင်းသူတစ်ခုကိုလေ့ကျင့်ပေးဖို့နဲ့လက်နက်တပ်ဆင်ပေးဖို့ကြိုးစားနေတာပါ။သူတို့ရဲ့ရည်မှန်းချက်ကရုရှားရဲ့နှောက်ယှက်မှုတွေကြားကနေယူကရိန်းကိုအနာဂတ်ထိတည်ရှိနေစေဖို့ရေရှည်ကတိကဝတ်ပေးဖို့ပါပဲ။ UK ရဲ့ရှေ့ဆောင်မှုပုံစံကအမြဲတမ်းလိုလိုပါပဲ။ The Atlantic Council ရဲ့အဆိုအရUK ဟာယူကရိန်းကိုအဝေးပြစ်ဒုံးကြီးတွေနဲ့ခင်မီတင်ကားတွေပေးဖို့ပထမဆုံးဥရောပနိုင်ငံဖြစ်ခဲ့ပြီးမှတခြားနိုင်ငံတွေကလိုက်ပါလာမျိုးတွေရှိလာခဲ့ပါတယ်။နောက်ထပ်သတင်းကောင်းကတော့ UK ရဲ့အထောက်ပံ့ဟာခိုင်မာနေပုံရလာပါပဲ။ဇန်နဝါရီလကချုပ်ဆိုခဲ့တဲ့နှစ်တရာသက်တမ်းရှိမိတ်ဖက်ဆက်ဆံရေးကယူကရိန်းဟာလာမယ့်ရာသီနှစ်ထိချုပ်ချာအာဏာပိုင်နိုင်ငံတနိုင်ငံအဖြစ်တည်ရှိနေမယ်လို့ UK ကယုံကြည်ကြောင်းပြသနေပါတယ်။ဒါ့အပြင် UK ပြည်သူတွေရဲ့ထောက်ခံမှုကလည်းခိုင်မာပါတယ်။စစ်တမ်းအရ58%သော UK ပြည်သူတွေကယူကရိန်းနယ်မြေဆုံးလွှတ်ရမှာကိုမလိုလားကြပါဘူး။အရေးကြီးဆုံးကတော့ UK ကလူ80%ကယူကရိန်းစစ်ပွဲအနိုင်ရသေးခြင်းပြီးစုစုပေါင်း69%ကအနိုင်ရဖို့ကိုအလေးနက်ထားဂရုစိုက်နေကြပါတယ်။အကယ်၍သာအဲ့ဒီလိုဖြစ်ခဲ့ရင်ရုရှားကနောက်ဆုတ်သွားမလား။ဒါမှမဟုတ်ဥရောပတစ်ခွင်လုံးကိုလွှမ်းခြုံသွားမဲ့စစ်ပွဲကြီးတစ်ခုဖြစ်သွားလာမလား။အချိန်ကသာပြောပြပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ဥရောပကတော့အသင့်ဖြစ်နေရပါမယ်။ပြီးတော့ဆန္ဒတူနိုင်ငံများမဟာမိတ်ဖွဲ့ဟာတပ်ဖြန့်မှုအတွက်အချိန်စမှတ်နေပြီလို့တောင်ထင်ရပါတယ်။ဒီလိုခိုင်မာတဲ့ပြည်သူထောက်ခံမှုက UK ဟာယူကရိန်းအတွက်သူတို့ရဲ့ဂတိကဝတ်ကနေမကြခင်မှာရိမ့်ရိုင်သွားမှာမဟုတ်ဘူးဆိုတာပြသနေပါတယ်။ဒီလိုတပ်ဖွဲ့ဖြန့်ချမဲ့ကိစ္စကဘယ်လိုပုံစံဖြစ်လာမလဲဆိုတာမစ္စတာဟီလီကအတိအကျမပြောသေးပေမဲ့အစီအစဉ်တွေကတော့လာပေါင်းများစွာကလေးကရေးဆွဲထားပြီးသားလို့သူကအတည်ပြုပါတယ်။ယူကရိန်းကရန်သူကိုအကျိုးသိခွင့်မပေးချင်တာကြောင့်အသေးစိတ်ကိုထုတ်ဖော်မပြောသေးတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ခံမှန်းကြည့်လို့တော့ရပါတယ်။ဖြစ်နိုင်ရရှိတဲ့ပုံစံတစ်မျိုးကို DW သတင်းဌာနကလေ့လာသုံးသပ်ခဲ့ပါတယ်။ပထမတစ်ခုကတော့ဥရောပစစ်သားတွေကကုလသမဂ္ဂတပ်တွေလိုငြိမ်းချမ်းရေးထိန်းသိမ်းသူများအဖြစ်ပါဝင်တာပါ။ဒါပေမဲ့ European Council on Foreign Relations က Rafael Loss ကဒီအတွေးခေါ်ဟာဥရောပကကြားနေမှုရှိတယ်လို့ယူဆထားပေမဲ့လက်တွေမှာဥရောပဟာယူကရိန်းဘက်မှာရှိနေတယ်လို့မြင်ခံကျင်တာကြောင့်မကိုက်ညီဘူးလို့ဆိုပါတယ်။ဒီလမ်းကြောင်းကသာရွေးမဲ့ဆိုရင်အပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်ဖို့တန်ကြပ်ကအရင်တွေနဲ့တပ်ဖွဲ့ဝင်ထောင်ပေါင်းအနည်းငယ်ကိုတပ်ဖြန့်တာမျိုးဖြစ်နိုင်ပါတယ်။ဒုတိယရွေးချယ်စရာကတော့တိုက်ပွဲဝင်မှုအသင့်ဖြစ်နေတဲ့တပ်ဖွဲ့တစ်ခုစေလို့ဖို့ပါ။ဒါကလက်ရှိစစ်ပွဲမှာရုရှားနဲ့တိုက်ရိုက်တိုက်ခိုက်ဖို့မဟုတ်ပါဘူး။အဲ့ဒီအစားငြိမ်းချမ်းရေးကာလမှာယူကရိန်းကိုဝင်ရောက်ပြီးရုရှားကအနာဂတ်မှာထပ်မံကျူးကျော်ရင်တုံ့ပြန်မှုအသင့်အနေထားနဲ့ဟန်တားမှုတစ်ခုဖန်တီးဖို့ရည်ရွယ်ပါတယ်။ဒီလိုတပ်ဖြန့်မှုအတွက်စစ်သား3သိန်းဝဲအထိလိုအပ်နိုင်ပြီးဒါဟာဥရောပရဲ့စုစုပေါင်းတပ်ဖွဲ့ဝင်အင်အားရဲ့10ပုံတပုံလောက်ဖြစ်နိုင်လို့ကြီးမားတဲ့ကတိကဝတ်တစ်ခုပါ။ The Atlantic Council ကတော့ဒီတပ်ဖြန့်မှုဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေဘယ်လောက်အထိဆန္ဒရှိတယ်လဲဆိုတဲ့ပုံမှာမူတည်တယ်လို့ထောက်ပြပါတယ်။ဥရောပနိုင်ငံတွေအနေနဲ့ခရမ်မလင်နဲ့ဓာတ်ရိုက်စစ်ရေးထိပ်တိုက်တွေ့ဆုံမှုကိုရှောင်ကျဉ်တဲ့စုပေါင်းဆန္ဒကတပ်ဖွဲ့ရဲ့အတိုင်းအတာကိုကန့်သတ်ထားနိုင်ပါတယ်။မြေပြင်တပ်ဖွဲ့အပြင်ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့ဟာ
နေတိုးရဲ့လေကြောင်းကင်းလှည့်စစ်စင်ရေးတွေလိုမျိုးယူကရိန်းကိုလေကြောင်းဆိုင်ရာအထောက်အပံ့တွေလည်းပေးနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီစီဇန်တွေအားလုံးဟာယူကရိန်းနဲ့ရုရှားတို့ကြားငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိမှဖြစ်လာမှာပါ။ပြီးတော့ဒီလိုဥရောပတပ်ဖွဲ့တွေယူကရိန်းနဲ့ဝင်ရောက်ဖို့အတွက်ရုရှားရဲ့သဘောတူညီချက်လည်းလိုအပ်နိုင်ပါတယ်။ရုရှားကတော့အတိတ်တုန်းကဥရောပတပ်ဖွဲ့တွေယူကရိန်းကိုစစ်ပီးကာလအထောက်ပံ့ပေးတာကိုသူတို့ရဲ့ဗီဒီယိုအာဏာနဲ့ပယ်ချမယ်လို့အခိုင်အမာပြောကြားခဲ့ပြီးဒီလိုလုပ်တာကိုနိုင်ငံခြားဆွတ်ဖက်မှုလို့ရှုမြင်တယ်လို့နိုင်ငံခြားရေးဝန်ကြီးလာဖရော့ကပြောခဲ့ပူပါတယ်။ဒါကြောင့်လန်ခုလက်မှာအတားအဆီးကြီးတွေရှိနေတော့မှာပဲ။ပြည်စုံတဲ့ကမ္ဘာတစ်ခုမှာဆိုရင်တော့မျှတတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကိုသဘောတူညီမှုရရှိမယ်။ပြီးတော့ရုရှားကငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့လိုအပ်တဲ့ဘလို့ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်ဥရောပကယူကရိန်းနဲ့ကိုတပ်ဖွဲ့ဝင်တွေဆစ်လွတ်တာကိုโอเคတယ်လို့ပြောပါလိမ့်မယ်။လက်တွေကမ္ဘာမှာတော့ဒါမျိုးကဖြစ်နိုင်ခြေနေပါပါတယ်။အဲ့ဒါကနေဒုတိယဖြစ်နိုင်ခြေရှိတဲ့ဇလန်တစ်ခုကိုဖြစ်ပေါ်စေပါတယ်။ဆန္ဒတူနိုင်ငံများမဟာမိတ်ဖွဲ့ကပူတင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဘာပဲဖြစ်ဖြစ်ဝင်ရောက်သွားတာမျိုးပါ။မစ္စတာဟီလီကသူ့ရဲ့မှတ်ချက်တွေကိုအော်တိုဘာလ20ရက်နေ့မှာတမင်တကာပြောကြားခဲ့တာပါ။အဲ့ဒီတပ်ဖြတ်မှုဟာဖြစ်လာဖို့တော့မလိုအပ်တော့ဘူးလို့ဖြစ်နိုင်ပါတယ်။အကယ်၍ရုရှားကသူ့ရဲ့လက်ရှိပြိုလဲနေတဲ့စီးပွားရေးနဲ့တိုက်မိမဲ့လမ်းကြောင်းတိုင်းဆက်လက်သွားနေခဲ့မယ်ဆိုရင်ပါရုရှားနဲ့ဥရောပအဖွဲ့ဝင်တွေကြားထဲမှာချိန်ကိုက်ဘုံတစ်လုံးရှိနေပြီးတော့ဆက်ဆံနေရပြီးဒီဘုံကြီးထားမပေါက်ခင်အစိမ့်စိမ့်မွားမွားကြေမွမသွားခင်ကြားထဲမှာ18လပဲအချိန်ရှိတော့တယ်လို့ဆိုပါတယ်အဲ့ဒီအကြောင်းကိုတော့ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုမှာပို့ပြီးအသေးစိတ်ရှာဖွေကြည့်ကြပါမယ်ပြီးတော့ဥရောပကယူကရိန်းကိုဘယ်လိုကူညီဖို့ကြိုးစားနေတယ်လဲဆိုတာကိုဖော်ပြမယ်နောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်လို့တတိပေးပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်